ကြံတက်နေမှုစတုသေးတာမော်လုံးရေးပေါ်သုံးဆောင်ကြပါအောင်ပြုတ် ကျေးဇူးပါဦးတကြီးရဲ့ တော်လားတော်တူကိုအောင်လေလုပ်ငန်းခွင်ထဲမှာမတော်တဆဖြစ်လို့ခုစေးရုံတင်ထားရတယ်တွေးထွက်လွန်နေပြီ ဟမ်မောင်အောင်တာလေးဘာဖြစ်သွားသေးလဲ ခွဲလိုက်တဲ့ဝင်မှုငွေငါးသိန်းချက်ချင်းလွှဲမရမယ်9မိနစ်တွင်မလွှဲတက်အနေရှိနိုင်တယ်မြန်မြန်လုပ်ပါ အမေဘာဖြစ်လို့လဲ မင်းကိုအောင်စိတ်ယုံတင်ရလို့တဲ့ပတ်စံလွှဲရမယ်သွားမယ်တာ ဟေးနေပါဦးဒေါခင်ရဲ့ပြပြသလဲနဲ့တေချာစစ်ဆေးပြီးပြီလား အလျင်မလိုပါနဲ့လိမ်လေသူတွေကအရေးပေါ်အခြေအနေကိုသုံးပြီးခမရတို့အထက်တလန့်ဖြစ်အောင်လုပ်လို့ရှိပါတယ် ဒါပေမဲ့အကောတငယ်ချင်းတို့ပြောတယ်ဗျကျွန်တော်ကိုအောင်စီဓာတ်ရိုက်ခေါ်ကြည့်မယ်ဖုံးမကန်ဘူးဗျာဟုတ်နေတော့တယ် ဆောင်လဲသေးဘူးလားလူကတင်တော့မယ်ခင်ဗျားတို့ကနှင်းနေတော့လား မေးခွန်းပြတ်မေးပါတကယ်ချင်းအရင်ကတည်နိုင်မဲ့အချက်ကိုမေးပါ ဟိုခမကိုအောင်တငယ်ချင်းဆိုကိုအောင်အလုပ်လုပ်နေတာမဟာချိုင်ဘယ်နားမှာလဲပြီးတော့သူခွေးနာမည်ကဘာလဲ ဒါပြောမှချိန်မရှိဘူးမဟာချိုင်ဟိုစေးရုံကလေခွေးက ဟယ်လိုကိုအောင် ဟေးညီလေးငါလုံးရှုပ်နေလို့ဖုံးမကင်လိုက်တာဘာကိစ္စလဲ ဖျားတာလေးနေကောင်းရဲ့လားစိတ်ယုံရောက်နေရတော့မဟုတ်ပါဘူးနော် ကောင်းပါတယ်အတော်ရဲ့လှုပ်ထဲမှာပါဘသူကဆေးရုံတင်ရတယ်ပြောလို့လဲ ကန်ကောင်းသွားတယ်9သိန်းပါသွားတော့မလို့ အရေးပေါ်ဖုန်းခေါ်ဆိုမှုတိုင်းကိုမယုံပါနဲ့မေးခွန်းမေးပြီးအတည်ပြုပါ